Manchester United ကတော့အိမ်ဝင်းမှာ 1-0 ဆိုတဲ့ရလနဲ့ Everton ကိုကျွန်တော်တို့ရှုံးနေပေါ့နော်တော်တော်ကိုယွန်းစရာကောင်းတဲ့ performance ပဲဗျာတော်တော်ကိုယွန်းစရာကောင်းတဲ့ performance ပဲကျွန်တော်တို့ထားပါ10ယောက်ထားပါတော့ brother တို့ဒါဘောလုံးပွဲတွေထဲမှာဆိုလို့ရှိရင်10ယောက်တယောက်ဒါကြည်ပူးကြတဲ့ပွဲတွေကျွန်တော်ရှိလိမ့်မယ်နော်10ယောက်တယောက်အဲ့လို10ယောက်တယောက်ကစားတဲ့ပွဲတွေထဲမှာဒီ performance ကမင်းအဆုပ်ဆုံးပဲUnited သမိုင်းမှာအဟုတ်ပြတော့အဲ့ကြောင့်ပြောမင်းအမိုရင်က Manchester United ရဲ့သမိုင်းမှာမင်းအသင်းကိုအိုးမဲအတုပ်ဆုံးနီးပြပဲသိလားဒီဘဲရလေကျွန်တော်တို့ရှင်နီးပြတွေတုန်းကဆိုလို့ရှိရင်ပေါ့နော်ရှင်နီးပြတွေတုန်းကဆိုလို့ရှိရင်သိတယ်မလားဟို Eric Ten Hag အနေနဲ့ top 4 မဝင်ထုတ်ပယ်တင်နေပြီ Ole Gunnar Solskjaer အနေနဲ့ top 4 မဝင်ထုတ်ပယ်တင်နေပြီเนาะပြီးလို့ရှိရင်ကျွန်တော်တို့ဒါဗာလဲဒီ Mourinho အနေနဲ့ top 4 မဝင်ထုတ်ပယ်တင်နေပြီဟဲ့လားဘယ်နီးပြအနေနဲ့ top 4 မဝင်ထုတ်ပယ်အမိုရင်လက်အောက်ကျမှာအဆင့်30မှာကိုပဲငါတို့ကဖြည့်သိမ်းရမလို့ဖြစ်နေတယ်အခုပြောတာအမိုရင်ရဲ့လက်အောက်မှာလေအဆင့်15ဆိုတာဗျာမင်းကလည်းဟိုပြီးခဲ့တဲ့ရာသီအဆင့်15တော့ဘယ်လိုမှလက်ခံနိုင်စရာမရှိတဲ့အခြေအနေမျိုးဆိုတော့အခုလည်းပဲဒီဝင်းကျင်မှာပဲဒါကြောင့်ဒီနီးပြမှာကကျွန်တော်တို့ဟိုဘာမှလုတ်တက်ကင်တဲ့စီမျိုးတချို့လူတွေကမင်းကစားသမားတွေကိုအပြစ်မြင်ကြတယ်ဒီညမှာဟိုကစားသမားတွေလည်းကျွန်တော်ထားပါတော့เนาะဟိုနီးပြရောကစားသမားကိုဘယ်ကောင်းမှတောင်းဝန်မကြည့်ဘူးမှန်တယ်ပြောရင်ဒါပေမဲ့လို့ပေါ့เนาะကိုအသင်းမှာဘာပလန်ရှိလဲပေါ့ကိုရီမာပလန် A ပဲရှိတယ်ဗျာသိလားမနော်အပြောင်းလဲတွေလုပ်ဖို့ကိုရီမာဘာမှမရှိဘူးပထမပိုင်းစတော်စီဂိုးပေးထားရတယ်ပထမပိုင်းစတော်စီထားပါတော့ဒီကောင်တွေကဂိုးရင်သွင်းလိုက်တယ်ဂိုးရင်သွင်းပြီးတော့အနီကက်ထိသွားတယ်အဲ့ဒီနောက်ပိုင်းမှာဒီကောင်တွေပိတ်ကစားတယ်ထားအောင်တော့အခုကမဟုတ်ဘူးနော်ဒီကောင်တွေအနီကက်အရင်ထိတယ်နော်ဒီကောင်တွေအနီကက်အရင်ထိပြီးတဲ့နောက်မှာဒီကောင်တွေဂိုးသွင်းတယ်နော်ဂိုးသွင်းပြီးတဲ့နောက်ပိုင်းကောင်တွေပထမပိုင်းစတော်စီဂိုးသွင်းတယ်ကိုရီပထမပိုင်းတစ်ပိုင်းလို့ဒုတိယပိုင်းတစ်ပိုင်းလို့နော်ဘာမှမလုပ်နိုင်ဘူးဆိုတော့အမိုရင်ကလူသားလဲတာတွေကိုကျွန်တော်ကြည့်ရင်သိနိုင်တယ်ဗျာအမိုရင်လူသားလဲတဲ့ပုံစံတွေကိုကြည့်ရင်သိနိုင်တယ်ဘလူတွေလူသားလဲတဲ့စန်တာဘက်3ယောက်ပဲကိုရီဟာတယောက်ရောနဲ့အိမ်ခွင်းကြီးမှာရှုံးနေရတာ Everton ကိုဒီကနေကျွန်တော် comeback ကြီးပါပြန်လာဖို့အတွက်ကျွန်တော်ကြိုးပမ်းမှာဗျာအဲ့ဒီအတွက်ကျွန်တော်ကဟိုခံစစ်မှာမလိုအပ်တဲ့လူတွေများနေတယ်ဆိုရင်တိုက်စစ်ကိုကျွန်တော်အနေနဲ့ထပ်ဖို့သိရမလားအပြောင်းလေးတွေဘာတွေလုပ်ဒါမျိုးတွေသွားမှာမဟုတ်ဘူးဗျာနော်စန်တာဘက်ကလည်း3ယောက်ပဲဝင်းလင်ကလည်း2ယောက်ပဲเนาะဝင်းဘက်ကလည်း2ယောက်ပဲဆိုတော့အပြောင်းလဲတွေလုတ်ပါပြီးတဲ့သူများအသင်းတွေဆိုအပြောင်းလဲတွေဘယ်လိုလုပ်လဲဒီမှာတကယ်အခြေအနေမကောင်းတဲ့ကစားမကိုထားပြီးတော့တိုက်စစ်သွားဖို့လိုနေတယ်ဆိုရင်တိုက်စစ်ကိုအားဖြည့်တယ်တိုက်စစ်နောက်ထပ်ကစားမတစ်ယောက်နဲ့ဟုတ်တယ်မလားခံစစ်သွားဖို့လိုနေရင်နောက်ထပ်ခံစစ်ကစားမတစ်ယောက်နဲ့ကျွန်တော်အားဖြည့်တယ်အမိုရင်ကအဲ့လိုမဟုတ်ဘူးဝင်းဘက်ကိုဝင်းဘက်နဲ့လဲတယ်เนาะနေရုံနံပါတ်10က player ကိုနေရုံနံပါတ်10က player နဲ့လဲတယ်ဒီလိုမျိုးအာမက်ဒီယာလို့ဗျာ United မှာအမိုရင်လက်အောက်မှာဝင်းဘက်ပဲကစားလာတာဟဲ့လားကျွန်တော်တို့မှာကူညာမပါလို့เนาะအာမတ်ကိုနေရုံနံပါတ်10တို့ကိုတုံးတာဆိုတော့မာဇာဝီကိုထုတ်ပြီးတော့ဘာလုပ်လဲဆိုတဲ့ခါကျတော့မေဆန်မောင်းကိုကျွန်တော်ထည့်တယ်ပြဿနာကအာမတ်ကိုဝင်းဘက်ပဲပြန်ပို့တယ်ကျွန်တော်မလိုတော့ဘူးလေဗျာဟုတ်တယ်မလားပတ်ထရစ်ဒူကူကိုထုတ်တယ်ဂျီကိုထားလို့ထည့်တယ်ကိုရီးယားရှုံးနေတဲ့အချိန်မှာကျွန်တော်တို့တိုက်စစ်ကိုပူလိုက်နိုင်ပါတယ်ဆိုတဲ့ကစားမားတွေတိုက်စစ်ကစားမားတွေကိုအားဖြည့်ဖို့ကျွန်တော်တို့ကကြိုးပမ်းတော့မှာကိုဒီပလန် A ကနော်ဟိုငါတို့တော့အလုံးမဖြစ်တော့ဘူးသိတယ်မလားငါတို့ပြောင်းလဲဖို့တော့လိုပြီဒီပလန် A တိုင်းငါတို့ဆက်သွားလို့မရဘူးဆိုရင်ကျွန်တော်တို့ကနောက်ထပ်တခြားပလန်တွေနဲ့ကျွန်တော်ပြောင်းရမှာဗျာအခုမပြောင်းနိုင်ဘူးဒီတိုင်းကြီးပဲရဲ့ဒါကြောင့်ဒီအမိုရင်ရဲ့လက်အောက်မှာ United ကကွာတမိုင်းနဲ့ခြီးပြီးတော့ဟိုဆုတ်ပြက်အခြေအနေကိုကျွန်တော်တွေ့ရတာတချို့တွေကမင်းနီးပြပြတဲ့ Ruben Amorim နဲ့ဖလားရမယ်လို့ကျွန်တော်တို့ဘာကိုကြည့်ပြန်မှန်းကြတယ်လေပေါ့နော်အမိုရီနဲ့ဆိုလို့ရှိရင်သိတယ်မလားဟိုနေရာလေးသာပြောင်းလဲပြီးလိုက်ဒီနေရာလေးသာပြောင်းလဲပြီးလိုက်ပေါ့အမိုရီရဲ့ပလန်ကူကကိုအသင်းမှာဆိုလို့ရှိရင် तू ကဘယ်လိုလဲကစားမားတွေရဲ့တူးချင်းအည်သွေးတွေကိုအားကိုးတာတို့တို့မှာဘာ system ဘာ playing pattern ဘာကစားဟန်ဘာနီးစနစ် play မှာမရှိဘူးဗျာအပြောင်းလဲလုံနိုင်စွာမရှိဘူးလုံလဲမလုံတတ်ဘူးเนาะလုံနိုင်တဲ့အည်သွေးလည်းမရှိဘူးကိုဘာလုပ်ရမလဲငါဒီလာနဲ့အလုံးမဖြစ်ငေါ့နောက်ဘာနဲ့အလုံးလုပ်ရမလဲသူ့မှာဘာမှအုံတော့မရှိဘူးလုံနိုင်တဲ့အစီအစဉ်ပလန်ဘာမှမရှိဘူးဗျာဒီလားဆိုတော့အခုဟာကဒီပွဲဆိုမင်းတအားသိတာနေအဲ့ကြောင့်ကျွန်တော်တို့ကအမိုရီနဲ့ပတ်သက်လို့ရှိရင် Manchester United ကနီးဟိုအမိုရီနဲ့ဆက်သွားနေသည်၍ကျွန်တော်တို့တင်က underdog အခြေအနေကနေရှေ့ကိုတက်မှာမဟုတ်ဘူးရှေ့နီးပြတွေလက်အောက်တုန်းကကျွန်တော်အဆင့်6လောက်ရောက်ပြီဆိုလို့ရှိရင်ဒါတအားကိုစူးစူးဝါးဖြစ်ပြီးတော့ထုတ်ပယ်ဖို့ကျွန်တော်တာဆူနေပြီထုတ်ပယ်သိနေပြီကြည့်ရမလားเนาะပြီးလို့ရှိရင်ကျွန်တော်တို့နေမောအဆင့်5လောက်အဆင့်6လောက်မှာဆိုရင်1 to 4မဝင်ဘူးဆိုကျွန်တော်ထုတ်သိနေပြီဒါပေမဲ့အမိုရီနဲ့ကြမှာငါတို့က mid table မှာရောက်နေတာကိုကျွန်တော်တို့ကနောက်ပွဲကြိုင်တော့ကောင်းနိုင်မှာပါနောက်ပွဲကြိုင်ကောင်းနိုင်မှာပါဆိုတဲ့ပုံစံမျိုးကျွန်တော်ဖြစ်နေတာသိလားဆိုတော့ဒါဒီအမိုရီဆွဲချလိုက်တဲ့ United ရဲ့ standard ပေါ့နော်
Manchester United ကို Amorim ရောက်ကြတဲ့က Amorim ဟာအကုန်လုံးကိုဆွဲချနေတာကိုရီအသင်းအချိန်ကြီးကောင်းကင်းသမျှအရာတွေအကုန်လုံးကိုဆွဲချနေတာကျွန်တော်အခုလက်ရှိလေကျွန်တော်ဒီပွဲကိုကျွန်တော်ကြည့်နေသိတယ်ကျွန်တော်ပြောချင်တာကကျွန်တော် Amorim အချိန်ကြီးမကောင်းဘူး Amorim နဲ့ရှေ့ဆက်ဖို့အဆင်မပြေဘူးဆိုတဲ့အရာတစ်ခုကိုမြင်နိုင်ဖို့ကဒီပွဲထိကျွန်တော်စောင့်ကြည့်စရာမလိုဘူးဗျာဒါနဲ့စကားမဆက်ကျွန်တော်ဒါပြီးလို့ရှိရင်ပေါ့နော်ဒါပြီးလို့ချင်းကျွန်တော် fantasy discussion ရှိတယ်เนาะ okay ခဏကျွန်တော်ဟို link ပေးလိုက်အောင်မယ်ခဏเนาะ link ပေးလိုက်အောင်မယ်ကျွန်တော်ဒီဟာကညီတို့ထုံးတဲ့တိုင်းပဲပေါ့ဗျာကျွန်တော်ပေါ့နော်ဒါ player rating တွေပါတယ်ကျွန်တော်ပေးဖို့เนาะဒီပွဲနီးပြလည်းပေးလို့ရတယ်เนาะနီးပြလည်းပေးလို့ရတယ်เนาะဆိုတော့ဒီမှာနီးပြလည်းပေးလို့ရတယ်ဆိုတော့ဒီမှာเนาะဒီမှာဝင်ပြီးတော့ကျွန်တော်ပေါ့เนาะဆိုတော့เนาะเนาะပေးကြပါအောင်ခဏเนาะကျွန်တော်ဒီဟိုလုပ်လိုက်မယ်pin လုပ်လိုက်မယ်เนาะ pin လုပ်လိုက်မယ်เนาะဒီကစားမတွေထက်ပြားတဲ့နီးပြကပူလဲတယ်เนาะတယောက်ရော့နေတာတော့ဘာမှမလုပ်ရတဲ့နီးပြပြားတယ်เนาะအဲ့ဒါကြောင့်ပြောတာကျွန်တော်တို့ United မှာကဟိုဘယ်လိုပြောမလဲနီးပြကမရတော့ဘူးဒီနီးပြကဒီတက်ပူပြီးတော့ဗောနော်ကျွန်တော်တို့ဒါအစင်မပြေတော့ဒီနီးပြရဲ့လုံနိုင်စွမ်းကဒါအကုန်ပဲဗျာဘာလဲလုံနိုင်စွမ်းလို့ပြောအောင်ကလေသူ့မှာလုံနိုင်စွမ်းကဘာမှမရှိဘူးလီဗာပူးအသင်းကဒီယာဒီမှာမင်း6ပွဲရှုံးပြီးသွားပြီလို့လီဗာပူးကဒီလား6ပွဲရှုံးပြီးသွားပြီအဲ့ဒီအသင်းနဲ့အမှတ်တူနေတော့ဒီနေရာမှာမင်းအဆင့်ရက်တီတာတွေမကြည့်နဲ့တော့သိလားဘာလို့လဲကျွန်တော်တို့ကတသိန်းနဲ့တသိန်းကြားထဲမှာအဆင့်အမှတ်ကအများကြီးမကွာဘူးဒါပေမဲ့ဒီယာဒီမှာလီဗာပူးအသင်းက6ပွဲရှုံးပြီးသွားပြီ12ပွဲပဲကစားရသေးတယ်6ပွဲရှုံးပြီးသွားတဲ့အသင်းကိုကျွန်တော်တို့ကအမှတ်ကတူးနေတော့ဗျာဆိုတော့မင်းစဉ်းစားကြည့်သူများတွေဆိုလို့ရှိရင်မင်းအမှတ်တွေကတအားပြတ်သွားပြီကိုဒီမှာမင်းအမှတ်ကမဖြတ်နိုင်ဘူးဒီပွဲဆိုလို့ရှိရင်ကျွန်တော်ပွဲမတိုင်ခင်ကတည်းကဟာမင်း United ကနိုင်မှကိုဖြစ်မှာသိတယ်မလားရှေ့ပွဲဒီမှာတခြားအသင်းတွေဟိုအသင်းတွေဒီအသင်းတွေအမှတ်တွေရော့ပြီးသွားပြီကိုရီနဲ့အမှတ်တူနေပါတယ်ဆိုတော့စပါးတို့ဘာလို့အမှတ်တွေရော့ပြီးသွားပြီဟုတ်တယ်မလားရော့ပြီးသွားပြီဆိုတော့ United အနေနဲ့အမှတ်ရမှဖြစ်မှာအမှတ်ပြည့်ရမှာတေးတောင်လက်ခံတရားအခြေအနေမရှိဘူးအမှတ်ပြည့်ရမှဖြစ်မှာဆိုတော့ပုံစံမျိုးနဲ့ကျွန်တော်သွားနေကြတာပြီးကစားပုံကိုကျွန်တော်ကြည့်ပါလားဒီလောက်ထိစုပ်တဲ့ performance ကျွန်တော်အနီးကပ်ဆုံးမှတ်မိတာဒီ Greensby ပဲ Everton ဟာရဲ့လက်အောက်မှာလည်းဒီလောက်ထိစုပ်ပြတ်တဲ့ performance ကျွန်တော်မတွေ့ရဘူးရှေ့နီးပြတွေဘယ်နီးပြလက်အောက်မှာကျွန်တော်ဗောနော်ဒီလောက်ထိစုပ်ပြတ်တဲ့ performance ကျွန်တော်မတွေ့ရဘူးမတွေ့ဘူးတခါမှမတွေ့ဘူးဆိုတော့အရင်စုပ်ပြတ်တတ်ပါတယ်ဆိုတဲ့ performance ဒီ Amorim ရဲ့လက်အောက်မှာပဲကျွန်တော်တွေ့ရတာအဲ့ဒီယာဒီမာကိုမင်းနှစ်ခါရှိနေပြီအခုဒီပွဲနဲ့ဆို Greensby နဲ့ပွဲတုန်းကလိုပဲဘာမှမတူဘူးဒီပွဲမှာလည်းဘာမှမလုပ်တတ်ဘူးဘာမှလုပ်တတ်ကန်တဲ့တာမရှိဘူးအခုဒီပွဲဆိုလို့ချင်းကျွန်တော်17ယောက်ကစားနေလို့မှာဗျာနော်ဒီကောင်လေးထပ်ပါတော့အနီကက်ဒီကောင်စက္ကန့်မိနစ်30မှာ13မိနစ်မှာဒီကောင်ထုတ်ခဲ့73မိနစ်မှာလည်းအနီကက်ထုတ်ခဲ့ရတာမိနစ်30မှာကိုဒီဂိုးပေးရတယ်နော်73မိနစ်မှာအနီကက်ထုတ်ခံရတာနော်အဲ့ဒီမတိုင်ခင်ထိ Everton ဘက်ကိုမင်းဘောလုံးကိုမရောက်တာ Lemon ကန်တင်မဟုတ်ရင်မင်း Everton ဘက်ဘောလုံးကိုမရောက်တာအဲ့ဒါအိမ်ဝင်းမှာကစားရတဲ့အတင်းစဉ်းစားကြည့်ပြသေးလားဟောပြီးလည်းပဲနိုင်ဝက်29မိနစ်တည်းကကျွန်တော်ပြိုင်ဘက်ကိုဂိုးပေးရတာ68မိနစ်ကန်နေစုစုပေါင်းဒီပွဲမှာ68မိနစ်ကန်နေပြသေးလားကျွန်တော်တို့တကူမရဘူးဆိုတော့ငါတို့ဘာလို့ဂိုးမရလဲဆိုတဲ့အခါကျတော့ရှုံးနေပါတယ်ဆိုမှခံစစ်မှာမင်း9ယောက်ရှိရဗျာရှုံးနေပါတယ်ဆိုမှဆန်နဘက်3ယောက်ကိုမလဲဘူးခံစစ်မှာ9ယောက်ရှိတယ်အာမက်ဒီယာလိုအန်ဘူမိုဒီဘက်ချမ်းမှာရလာပြီးဘာဖြစ်လဲဒီကောင်လေး1ယောက်ရှိမယ်အေဗာတန်2ယောက်ရှိမယ်ဘာလို့အောင်မှာတော့အဲ့ဒီပုံစံမျိုးနဲ့ဒီထက်ပို့ပြီးတော့ကျွန်တော်လုံနိုင်တာကျွန်တော်မရှိတော့ဘူးဆိုတော့အမ်မိုရီမှာအကျန်းအိုက်ကိုမြည်ပြတယ်လုံတတ်တာလည်းမရှိဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့ तू ကဟိုဘာဖြစ်လဲဆိုတော့မင်းတို့ကောင်းနေဟေးနော်အေရီယာဘောက်ထိရရင်မင်းဖြတ်တင်ပေါ်တာပြီးကွာဟုတ်တယ်မလားဖြတ်တင်ပေါ်တာပြီးဟေးငါတို့ဒီဂိုးမလားကြည့်ကြမယ်ပေါ့ခေါင်းတိုက်တက်တာဇစ်စီတယောက်ပဲရှိတယ်ကွာဖြတ်တင်ပေါ်ပြီးလို့မင်းဘာထူးမှာလဲကိုကောင်နေကပေါက်ဆဲမှာနေနေပြီဗျာနော်10ယောက်လုံးကဟုတ်တယ်မလားပေါက်ဆဲမှာနေနေပြီအဲ့ဒီတွေကအေဗာတန်ခန်းစစ်ကစားမှာ3ယောက်လောက်ကအမြင်ပေါ်ကောင်းတဲ့ကောင်ကြီးပဲရဲ့ကိုရီးယားဂျိုဂျူအာဇစ်စီတယောက်ပဲကျွန်တော်ခေါင်းတိုက်တက်တာနောက်တိုက်တက်တဲ့တယောက်ဒီလေးကနောက်မှာဇစ်စီတယောက်ရောအဲ့ဒါကြောင့်မလို့မင်းဖြတ်တင်ပေါ်ပေးလိုက်ကွာကန်ကောင်းရင်ငါတို့တိုက်ပြီးတော့ဝင်မှာပေါ့ဆိုတဲ့ပုံစံမျိုးဖြတ်တင်ပေါ်ပေးပြီးတော့စူတောင်းနေရတာဝင်ပါစီဆိုပြီးတော့ဘာလို့လဲကျွန်တော်တို့မှာကိုအကြီးအချင်းနဲ့လှုပ်တဲ့ကင်တက်တာမရှိတဲ့ခါကျတော့ဟိုသိတယ်မလားနော်လှုပ်ချင်လှုပ်ကြရေးနော်ကောင်းရင်ပြီးရောဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်အဲကျွန်တော်တကယ်ပါနော်ကျွန်တော်တို့တော်တော်ကြီးကိုဆိုးလုံးပါတယ်ဆိုတော့တေချာတာတခုကတော့ Manchester United ကဘယ်အသင်းနဲ့ပဲကန်အမိုရင်လက်အောက်မှာနော်ဘယ်အသင်းနဲ့ပဲကန်ဟာဒီကောင်ငါတို့ကတော့ဒီပွဲကတော့နိုင်မှာပဲဟိငါတို့ကတော့အသာကြီးနဲ့ရမှာပဲဟာဒီပွဲကတော့ United နိုင်မှာပါကွာအဲ့လိုပွဲမျိုးမြင်ထင်ရမှာမဟုတ်ဘူးဘာလို့လဲဆိုတော့အမိုရင်ရှိနေတယ်များအမိုရင်ဒီပုံစံနဲ့သွားသည်များကာလပလုံးအမိုရင်ကပြောင်းလဲဖို့လိုတယ်လေဒီဘဲကမင်းဒီ formation မှာမပြောင်းလဲတာမပြောင်းလဲဘဲနဲ့ဒီတိုင်းသွားသည်များကာလပလုံးဘာဖြစ်မလဲဆိုတော့ United အနေနဲ့ underdog အသင်းနဲ့ပဲအနေနဲ့ပဲကျွန်တော်ကကန်ရမှာ
အဆင့်20က Wolverhampton နဲ့လည်း underdog အသင်းနဲ့ပဲကျွန်တော်ကန်ရမှာပဲ Wolverhampton နဲ့ Manchester United တွေ့တယ်ဟေ့ United ကမင်း underdog ပဲဒီကောင်တွေနိုင်ကောင်းနိုင်သွားနေတယ်ဒါပေမဲ့လို့ဒီကောင်တွေမနိုင်နိုင်ဘူးဆိုတဲ့အခြေအနေကပုံများနေတယ်အဲ့လိုပဲကျွန်တော်သွားမှာပဲအဲ့လိုပဲသွားမှာပဲဒီနီးပြမှာကဗျာမင်းဘာမှမလုံးနိုင်ကန်နေဆိုမှမရှိရတခြားနီးပြတွေအပြောင်းလဲတွေလုပ်နေတယ်အော် Everton ဘက်ကဆိုလို့ရှိရင်ပထမပိုင်းပါမင်းဗါလဲဒီ Simon Coleman တို့ကိုချက်ချင်းလဲပစ်တယ်နော်တယောက်ရော့သွားတယ် formation shape တွေပါတယ်အကုန်ပြောင်းပလိုက်တယ်သူတို့ရဲ့ပြိုင်ဘက်ကို approach လုပ်တဲ့ပုံစံတွေပြောင်းပလိုက်တယ် David Moyes တို့ကတယောက်ရော့သွားတဲ့ခါကျတော့သူတို့လုံးဝမရအဲ့ဒါတောင်မှဂိုးကသွင်းတော့တယောက်ရော့ပြီကွာ Everton ဘာလုပ်တယ်လဲတယောက်ရော့တယ်ဟေ့ဆိုပြီးတော့ငါတို့လက်ရှိမှာမင်းကန်တင်ကြမယ်ဖုန်းတိုင်းကွာလုံနေတာမဟုတ်ဘူးနော် NGI တို့ Dubisol တို့ဟလာ James Garner တို့ရဲ့ဒီကောင်တွေ triangle ကြားတွေကနေပြီးတော့မင်းအပြောင်းလဲတွေဗာလဲဒီအတိုးစိတ်လေးတွေနဲ့ဒီကောင်တွေသွားနေတာနော်အဲ့လိုမျိုးကနေတစင်ကျွန်တော်တို့ဒါ Dubisol ကကြောဂိုးသွင်းသွားတာကိုဒီမှာအဲ့လိုမျိုးကိုမရတာ Everton နဲ့17ယောက်ချင်းမှာ Everton ဘက်ကိုဘောလုံးမရဘူး10ယောက်17ယောက်ဖြစ်တဲ့အချိန်မှာဂိုးပေးရတယ်73မိနစ်မှာအနီးကပ်ရှိတဲ့68မိနစ်ကန်နဲ့ကျွန်တော်စုစုပေါင်းတကုန်းမှန်ကျွန်တော်မရဘူးတကုန်းမှန်ကျွန်တော်မရဘူးဗျာစဉ်းစားကြည့်ဒါနော်ဒီပွဲမှာနိုင်လဲပဲထားပါတော့ဗျာမင်းတည်ကြတဲ့နိုင်နေဆိုလဲဘယ်လိုမျိုးလာမလဲအမြင်ဘောကနေခေါင်းတိုက်မယ်တီးထက်မပိုးဘူးကျွန်တော်တို့မှလုံနိုင်ဆိုတာကဒါပဲရောက်နော်ကျွန်တော်နီးပြကကျွန်တော်ဒီဒိုးသိနေတဲ့နေရာမှာပါပြီပေါ့ဘာလို့လဲဆိုတော့အမိုနောက်တစ်ခုကလေသိလား Ineos တို့ဘာလို့ရဲ့ဘက်ကဗျာမထုတ်ချင်ဘူးဆိုတော့တခြားမဟုတ်ဘူးကျွန်တော်ပြောသလိုပဲသူကအမိုရီကိုယုံကြည်လုံးလို့မထုတ်တာမဟုတ်ဘူးဗျာသိလားနော်အမိုရီကိုယုံကြည်လုံးလို့မထုတ်တာမဟုတ်ဘူးသူတို့ဘာလို့မထုတ်လဲဆိုတော့သူတို့ထုတ်လိုက်ရင်နော်သူတို့ထုတ်လိုက်မယ်ဆိုရင်သူတို့အမားလောက်လိုက်တယ်ဆိုတော့သူတို့တိမှာပြောချင်တာကအမိုရီကိုခန့်ခဲ့တာအမားကြီးဆိုတော့သူတို့တိမှာအဲ့ဒါကိုသူတို့ကမမြင်စေချင်တာပြိသက်တွေကြားထဲမှာငါတို့ကတော့ငါတို့တောင်းဝန်ကြည့်တယ်နော်ငါတို့ကဒီနီးပြကိုငါတို့ကအချိန်ပေးတယ်နော်သူ့ဘက်သူမလုံနိုင်တာအဲ့လိုပုံစံမျိုးသူတို့ကသွားကျင်တာဗျာပြောချင်တာတောင်းဝန်မယူခြင်းဘူးကိုလုတ်တဲ့အမှားတကူကိုတောင်းဝန်မယူခြင်းဘူးအဲ့တော့ကျွန်တော်အနေနဲ့ဂျားထဲမှာဒီအသင်းကြီးကတိုင်ပတ်ရတယ်နော်ဥမာဘာရာဒါတို့ Jason Records တို့ Project 2028တဲ့ဟလားကြားဘူးကြတယ်မလားဟမ်2028ခုနှစ်မှာဖလားရရမယ်တဲ့အမိုရီနဲ့2028ခုနှစ်မှာဖလားရရမယ်တဲ့မင်းစဉ်းစားကြည့်စမ်းပြီးခဲ့တဲ့နှစ်တုန်းကလည်းဒီဘဲပထမဆုံးကင်တွဲတဲ့ပွဲ Ipswich နဲ့ပေါ်မှာ1-1တည်ကြတယ်အခုလက်ရှိတစ်နှစ်ပြည့်ပြီဒီနေ့နော်တစ်နှစ်ပြည့်ပြီအိမ်ခွင်းကြီးမှာ Everton ကိုရှုံးတယ်ငါတို့လမ်းပြန်ထွက်နေပြီးတော့နော်ဟိုနောက်ဆုံးကံမကောင်းခဲ့လို့ရှုံးခဲ့တာလားဆိုတော့လည်းမဟုတ်ဘူးငါတို့ဘာမှမလုပ်နိုင်ဘူးကိုမောက်ကန်တင်ဝင်23ချိန်ရှိတာမင်းကမရှိမှာပေါ့ငါတို့တွေးခဲ့ရအကုန်ရှောက်ကန်နေတဲ့ဟိုဒါဘောက်စိတ်ကနေကျတို့ကစားမားတွေဘာလို့လောင်းဘောတွေကန်လဲဘာလို့ area ဘောက်စိတ်ကနေကန်ကြလဲဒီကောင်တွေမှာဘာလို့ရမှမသိဘူးလေarea box စိတ်ကိုရောက်လာရင်ဖြတ်တင်ဘောပဲပြီးခိုင်းနေတာဖြတ်တင်ဘောပြီးလို့ကောင်းတဲ့ position မဟုတ်တော့ရင်ဒီကောင်ဒီမှာကန်ရပြီးဂျုံတဲ့နေရာကနေပြီးတော့ဘာလို့လဲဆိုကျွန်တော်တို့မှာကဘယ်လိုပြောရမလဲဟိုကိုဒီမှာတိုက်စစ်စင်မှုအတွက် plan မရှိဘူးလေဗျာသိလားကျွန်တော်တို့ရဲ့ plan ကငါတို့မင်းကန်တင်လိုက်ဟေ့နော်ကန်တင်လိုက်ခေါင်းဘောကန်တင်လိုက်ပြီးရင်လူကြမယ်ဟေ့ကြာလာတဲ့ second ဘောကိုထောက်ဂိုးရမလားတွင်းရမယ်ဟေ့ဒါပဲအဲ့လိုမဟုတ်ရင်မလုပ်တတ်ဘူးပြဿနာက Everton ကတကိုးရသွားပြီးတယောက်ရော့သွားပြီးဒီကောင်တွေအဲ့မှာထိုင်းနေပြီကျွန်တော်ကန်တင်လိုက်တယ်ခေါင်းဘောတက်နေနိုင်ကျွန်တော်မရှိတော့ဘူး Everton စနဘက်တွေကျွန်တော်အများကြီးဟိုခေါင်းဘောကောင်းတဲ့ကောင်တွေရှိတယ် second ball တွေဂေဂျီတို့ဂါနာတို့သူတို့ထောက်သွားတယ်ကိုရီမထောက်နိုင်ဘူးအဲ့တော့ဘာဖြစ်လဲကျွန်တော်တို့မှာအမြင်ဘောကန်တင်နေရမရှိတော့ဘူးဘောလုံးကင်နေတယ်စနဘက်3ယောက်ကြားထဲပေးနေတယ်မိနစ်80လောက်ကစနဘက်3ယောက်ကြားထဲမှာပေးနေနေအချိန်ကုန်သွားတာဒီပွဲကအချိန်ကုန်သွားတာမနော်ဘာမှမလုပ်တတ်ဘူးနော်အဲ့ကြောင့်ကျွန်တော်တို့ကအဲ့တော့အမ်ဘူမိုစီကိုပေးအာမက်စီကိုပေးဖြတ်တင်မောပေးမရဘူးကွာနော်အဲ့ဒီနေရာမဟုတ်တော့ဘူးစန်ဒရယ်ဘုံဇုံမှာရောက်နေပြီဘာလို့ရမလဲမသိတော့ဘူးကန်ဟိတ်ကန်သားကန်ဂိုးရလို့ရညကွာဆိုတဲ့ပုံစံမျိုးအဲ့ဒါကြောင့်လောင်းဘောဒီကန်နေကြတာလေလက်ရှိကန်ချက်23ချိန်ကန်တယ်ကွာမင်းလေ6ချိန်ဂိုးပေါက်တဲ့တယ်ကန်ချက်ဒီမှာဂိုးပေါက်တဲ့တာဘယ်နှချိန်မှမရှိဘူးဂျိုဂျူဝါ60ခေါင်းတိုက်တဲ့တချို့နှစ်ချို့အလုံးဒါပဲအဲ့တော့United တင်ကအမိုရီရဲ့လက်အောက်မှာကျွန်တော်ဘာမှမ